လူကြီးမင်းတို့ယခုငါသောတာပန်စင်နေရတဲ့ပေါက်ဆက်ကတော့ပဲခူးတိုင်းဒေသကြီးညောင်လေးပင်မြို့နယ်လေးအိမ်စုကြေးရွာမှာဦးသိန်းလွင်ဒေါ်တင်မိုးခိုင်တို့၏သားများဖြစ်သောမောင်စင်မောင်ကိုမောင်စင်ကိုရှိုင်းမောင်ရှိုင်းဒီဟာနှင့်မောင်ရဲအောင်ချစ်တို့ဒီကိုများမှဦးကြီးတောင်ပြီးဆက်စရာလေးမောင်ထုတ်ဝေအောင်ဦးကြီးတီတောင်တော့ရွှေထိုက်ဆန်ပေါက်ဆက်ပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရွှေထိုက်ဆန်ပေါက်ဆက်ကြီးရောက်ရှိလာခြင်းမှစ၍လူကြီးမင်းတို့၏စီးပွားများဒီရေလားတိုးတက်ပါစေလို့ကျွန်တော်တို့ရွှေထိုက်ဆန်ပေါက်ဆက်မှာဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာဟုတ်ကဲ့မင်္ဂလာပါခင်ဗျာလူကြီးမင်းတို့ယခုငါသောတာပန်စင်နေရတဲ့ပေါက်ဆက်ကတော့ပဲခူးတိုင်းဒေသကြီးညောင်လေးပင်မြို့နယ်လေးအိမ်စုကြေးရွာမှာဦးသိန်းလွင်ဒေါ်တင်မိုးခိုင်တို့၏သားများဖြစ်သောမောင်စင်မောင်ကိုမောင်စင်ကိုရှိုင်းမောင်ရှိုင်းဒီဟာနှင့်မောင်ရဲအောင်ချစ်တို့ဒီကိုများမှဦးကြီးတောင်ပြီးဆက်စရာလေးမောင်ထုတ်ဝေအောင်ဦးကြီးတီထောင်တော့ရွှေထိုက်ဆန်ပေါက်ဆက်ပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရွှေထိုက်ဆန်ပေါက်ဆက်ကြီးရောက်ရှိလာခြင်းမှစ၍လူကြီးမင်းတို့၏စီးပွားများဒီရေလားတိုးတက်ပါစေလို့ကျွန်တော်တို့ရွှေထိုက်ဆန်ပေါက်ဆက်မှာဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ